ရှမ်းပြည်နယ်တောင်ကြီးပင်တရကလောအောင်ပန်းစားရတဲ့ဒေသတွေမှာကုန်းကစုံဥအများဆုံးထပ်ရှိပါတယ်။ကုန်းကစုံဥမှာရွှေဝါရောင်နဲ့ငချိတ်ရောင်ဆိုပြီးအဓိက2မျိုးရှိပါတယ်။ဒါအပြင်ရေကစုံဥလို့ခေါ်တဲ့ရာကွန်ဥကိုတော့မိုးကုတ်မြို့နယ်မှာထွက်ရှိပြီးတောင်အခုကာလအတွင်းဈေးကွက်ထဲမှာဝင်ရောက်လာလိရှိပါတယ်။ဒီကစုံဥတွေကိုမန္တလေးပွဲရုံကနေတဆင့်အနေနဲ့အရရက်မှာရှိတဲ့ဈေးကွက်တွေမှာဖြန့်ချီရောင်းချနေကြပါတယ်။ကုန်းကစုံဥကိုတော့ပြုတ်စားဖုတ်စားရိုးလုတ်စားတဲ့အပြင်အုံလုံးကျော်အဖြစ်ပါလူကြိုက်များပြီးစားသုံးလေးရှိကြပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ရခိုင်နှစ်ကတပိတ်တာ2500ကျပ်ရှိခဲ့တဲ့ကုန်းကစုံဥဟာဒီနှစ်မှာတော့4000ကျပ်အထိတက်လာပြီးငချိတ်ကစုံဥကတော့တပိတ်တာ9000ကျပ်အထိရှိနေပါတယ်။ရှီကစုံဥရာကွန်ဥကတော့အစိမ်းကိုအခွန်လာပြီးစားရတာဖြစ်ပြီးအရေရွှမ်းပြီးအလွန်ချိုတဲ့အရာတာကြောင့်စားသုံးသူတွေကြားမှာလူကြိုက်များနေပါတယ်။ကျန်းမာရေးဘက်မှာလည်းသွေးသားရောဂါကင်ဆာဝေဒနာရှင်တွေအတွက်ဓာတ်စာအဖြစ်စားသုံးကြတာကိုတွေ့ရပါတယ်။